ဒီတော့အခုဒီနေ့အလွတ်တင်အခြေပြုဝိပဿနာဆိုတဲ့ဥစ္စာလေးဟာဘာကိုရည်ရွယ်သလဲဆိုလို့ရှိရင်ဘုန်းကြီးအခုဗမာနိုင်ငံမှာလေ့လာကြည့်တယ်လေ့လာကြည့်တဲ့အခါလူတွေဆိုတာအထွေထူးသူများကိုပြောတာမဟုတ်ဘူးဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုပြောတာနော်ဘုန်းကြီးရဲ့တကယ်ရည်ရွယ်ချက်သည်ဘယ်ဘာသာဘယ်လူမျိုးပြတ်မှမပါဘူးဗုဒ္ဓဘာသာတိုင်းလာအလုံးပေါ့မြန်မာလူမျိုးတွေအလုံးအတွက်မြန်မာဆိုတဲ့အခါမှာရှမ်းနေကရင်နေကချင်နေအကုန်ပါတာပေါ့နော်ဗမာလို့တတ်တတ်ပြောတာမဟုတ်ဘူးမြန်မာဆိုတဲ့လူမျိုးတွေတည်းမှာအကုန်လုံးပါတယ်အဲ့ဒီလူမျိုးတွေဗုဒ္ဓဘာသာတွေအတွက်ရည်ရွယ်တာနော်ဘယ်သူတည်းမှမရည်ရွယ်ဘူးအဲ့တော့ဒီနေရာမှာဘုန်းကြီးလူတွေကိုလေ့လာကြည့်လိုက်တာတစ်နေ့လုံးမှာတစ်နေ့စားရတဲ့လူတွေမရှိဘူးလားအဲ့ဒီလူတွေကိုဘုန်းကြီးကပြောမယ်ဒကာကြီးတို့ဒကမကြီးတို့ခမည်းတော်သမင်းစားဖို့ရွယ်လုံးမနေနဲ့ခမည်းတော်ဒီတိုင်းလာပြေသွားလို့သိရင်အပယ်ကြမှာဗျဟုတ်လားအဲ့တော့ခမည်းတော်တရားအလုပ်လဲလုပ်ကြပါဦးသမင်းစားတာခဏဘေးချိတ်တရားအလုပ်10ရက်လောက်တော့အနားယူပြီးလုပ်လိုက်ပါဗျာဘာလို့လဲခမည်းတော်ကဲတင်ခြင်းလို့အပယ်မကြစေခြင်းလို့ပါလို့ပြောလို့ရှိရင်အဲ့ဒီလူဘယ်လိုပြောမယ်ထင်လို့အရှင်ဘုရားနောက်မှအပယ်ကြရင်ကြအခုတော့ငါမခံနိုင်ဘူးလို့ပြောမှာပြောလားမပြောဘူးလားဘုန်းကြီးကလူတွေကိုနည်းနည်းစူးစမ်းကြည့်တယ်သမင်းကခံပြီးတော့မှအပယ်မကြအောင်နိဗ္ဗာန်ရအောင်လုပ်မယ်လို့တရားမှမပြောဘူးသူတို့မှဘာအရေးကြီးတယ်သမင်းစားရရေးကအရေးကြီးတယ်ဒါဘယ်သူတွေလို့ဒီနေ့လုံးမှဒီနေ့စားရတဲ့လူတွေမှာသူတို့အခက်အခဲမရှိဘူးလားဒါဟာဘဝအခက်အခဲဒါကိုအသိမှပြုရမှာမပြုရဘူးလားနောက်တစ်ခါသိန်းကိုထောင်နဲ့ချီပြီးချမ်းသာတဲ့လူတွေဘုန်းကြီးအနားမှာရှိတယ်သူတို့ဘုန်းကြီးစီကိုည7 နာရီ12 နာရီလောက်မှလာတယ်ဘာလာလောက်တာတော့လို့တရားအကြောင်းသိကျင်လို့ဘုန်းကြီးလူ့ဘွားတော့သူတို့ကဘာတွေလုပ်နေကြလဲစီးပွားရေးသမားတွေသိန်းထောင်နဲ့ချီပြီးရင်းနှီးပြီးတော့တကယ်ကုန်တယ်ပွဲစားကြီးတွေပေါ့ဗျာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေသူတို့ကဘုန်းကြီးကမေးတယ်မင်းတို့ကွာဒီလောက်တစ်ထိည7 နာရီ7 နာရီတိအလုပ်လုပ်နေရသူများမှအိတ်လို့တရေတမောတော်ရပြီမင်းတို့အိတ်လည်းမအိတ်နိုင်ဆိုလောဘဆိုဒီလောက်တောင်တိုက်နေရသလားရှင်ဘုရားရှင်ဘုရားမဟုတ်တော့ဟိုတုန်းကတော့ဆရာရဲ့တဲ့ကျွန်တော်တို့ကကြားမိဆွမ်းမိရတာကြီးဖြစ်နေပြီတဲ့အဲ့တော့သိန်းပေါင်းများစွာခြေပြီးလုံးဝကအပြိုင်ဆိုင်လုပ်ရတာဆရာရဲ့အဲ့တော့ကိုကနာတပြားလောက်နောက်ကျသွားရင်သိန်းကရာနဲ့ခြေပြီးရှုံးသွားမှာဒီတော့အဲ့ဒါလို့မဖြစ်အောင်အိမ်နိုင်မစားနိုင်မဲနဲ့မလုပ်နဲ့တွင်မန်းစံကမီလုပ်နေရတယ်ကျွန်တော်တို့အဲ့ဒီလိုအမတန်ချမ်းသာတဲ့လူတော့ကိုကစားစရာမရှိလို့လုပ်ရတဲ့လူအခုဒီမှာထားစရာမရှိလို့လုပ်ရတဲ့လူတွေအဲ့ဒီလူတွေကိုဘုန်းကြီးသူတို့ခမည်းတော်အဲ့ဒီဟာတွေကြီးပဲလုပ်မနေနဲ့ခမည်းတော်သက်စားလို့လည်းမကုန်တော့မယ်အတူတူတရားအလုပ်ကလေးများလုပ်ဖို့မစင်စားဘူးလားလို့ဆိုတော့ဘာပြောလဲဘယ်လောက်ကြာရလောက်ရမှာတော့နဲ့10 ရက်လောက်ပေါ့ဗျာ10လောက်နဲ့ခဏတို့ဆင်းရဲမသွားပါဘူးလို့ပြောတော့စီးပွားရေးသမားကဗာမေးလို့ဆရာရဲ့10 ရက်တည်းမှာကျွန်တော်တို့ကမလုပ်လိုက်လို့သူများကတော့ဘယ်နာတပြားသာသွားရင်ကျွန်တော်တို့ရှုံသွားမှာတွေအများကြီးပဲတဲ့အဲ့ရှုံမှထားပါတော့တဲ့အခုကျွန်တော်မေးတဲ့မေးခွန်းကလေးကိုဆရာဖြေကြည့်ကြမအောင်ဗာမေးမလဲမေးစမ်းအဲ့10 ရက်မှာကျွန်တော်အပြင်မှာရှာသလောက်အဲ့တရားစခန်းကရနိုင်မှာမလားစီးပွားရေးသမားတရားကိုတော့ငွေနဲ့တိုင်းတာဘာမှတော့အဲ့ဒီလူကိုတရားလုပ်ပါခင်ဗျားတို့စီးပွားမလုပ်ပါနဲ့ဆိုရင်တရားဟောလို့ရမှာတယ်မလားမရဘူးအဲ့ဒီသူတို့ရှာလို့ရမှာဆိုဘုန်းကြီးပေးနိုင်မလားဆိုပြီးအရင်မေးမှာဘုန်းကြီးကလည်းသူတို့တော့သိမ့်နဲ့ချီပြီးမပေးနိုင်ဘူးပေးနိုင်တော့ပေးမကွာဆိုပြီးလှုပ်လို့ပြောမှာအခုတော့မပေးနိုင်သေးတော့ဟုတ်လားမပြောနိုင်ဒါဖြင့်ပိုက်ဆံအလွန်ရှိရင်လည်းပဲအခက်ခဲမရှိဘူးလားရှိတယ်သူတို့မှမအားဘူးအဓိကတော့ဗါလေမအားဒါပြမအားတာတော့စီးပွားရေးစားရေးတောက်ရေးစီးပွားရေးပေါ့သားရေးသမီးရေးစီးပွားရေးလုပ်ငန်းကြီးတွေကြောင့်မအားဘူးဟိုမှာတစ်နေ့လုံးမှတစ်နေ့စားရတယ်လို့ကလည်းမအားဘူး
ဒါဖြင့်ယာဓုဌာနန္တရတွေနဲ့လုပ်ငန်းတာဝန်ကြီးတွေထမ်းဆောင်နေရတဲ့ဇိုးရအမှုတန်းကြီးတွေယာရှိကြီးတွေဒီပုဂ္ဂိုလ်တွေအရာရှိကြီးမပြောမှနဲ့လကသားတွေဘယ်သူပဲဖြစ်ဖြစ်ခင်ဗျားတို့လကအဖြတ်ချင်ဖြတ်ပေါ်ဗျ10ရက်15ရက်တရားဟလားတလတန်ဒီတရားအထုတ်ပါဗျာဆိုရင်အဲ့ဒီဖြတ်ခံရတဲ့လကကိုရှင်ပြပေးမလားလို့မေးမှာမဟုတ်ဘူးလားဒါဖြင့်သူရုံးမှာအညွန်ရင်ခံပြီးတော့လကအဖြတ်ခံပြီးတော့တရားအထုတ်မယ်ထင်သလားဇင်မှုဇင်နဲ့လုပ်ဘူးအဲ့ဒီတည်းပိုခက်တဲ့လူတွေရှိတယ်တကယ်တိုင်းပြည်အုပ်ချုပ်နေတဲ့အပိုင်းမှာဘုန်းကြီးစီကိုဒုတိုင်းမှုတယောက်ရောက်လာဗိုလ်မှူးချုပ်သူကဘုန်းကြီးရဲ့ယရဏမြတ်သုံးပါးကိုယုံကြည်ကိုးကွယ်စိတ်ကလာသူတယောက်ကြောင်းဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့သူဇနီးခရိယံမျိုးသမီးကရင်မကြီးကဗုဒ္ဓဘာသာဖြစ်သွားလို့တဲ့ဝမ်းမြောက်လွန်းလို့ဘုန်းကြီးကိုလူဘွားတဲ့တွေ့ကျင်နေတာဆိုပြီးဟိုးတော်ထဲမှာဘုန်းကြီးနေတဲ့ရှင်မင်းကြောက်ဆောက်ဆိုတဲ့နေရာကိုသူလာတယ်တောင်ကလူတိုင်းမှုအခုလျှက်စစ်ဌာနမှာလူဝင်ကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်လာပြီးတော့ဘုန်းကြီးနဲ့စကားပြောတော့ဘုန်းကြီးကပြောတယ်သူ့ဒကာကြီးအဲ့ဒီပခုံးပေါ်ကအပွင့်တွေအခက်တွေအဲ့ဒါရဖို့ဘယ်လောက်လုပ်ခဲ့ရတော့လို့ဟာရှင်မြတ်တကူလုံးဓာပေါက်လိုက်နေပြီဗျာတဲ့တဏှจิตဇာနေထိတာဆေးရုံတက်ရလုံးလို့နတ်စမနဲ့တော့ညားတယ်ဗျာပြစ်ပုံအဲ့ဒါကောင်းပြီဒါပြန်ဒကာကြီးကသေမာနဲ့နေရမှာဘယ်ဥစ္စာသေချာလို့တော့လို့သေရမှာတော့သေချာပါတယ်ဗျာဒကာကြီးတို့သေချာတယ်အဲ့တော့ဒကာကြီးရဲ့လို့ခင်ဗျာအခုနေရေးအတွက်ဒီအပွင့်ရရေးအတွက်ကတော့ခင်ဗျာဇာပုတ်လိုက်အောင်အသေးခံပြီးစွန့်စားပြီးလုပ်ခဲ့တယ်သေဖို့အတွက်ဘာတွေများလုပ်ပြီးပြီလဲလို့ဘာမလုပ်ရသေးဘူးဗျာလက်ဘယ်လောက်ရှိ50ရှိပြီအဲ့ဒီထဲမှာသူတယောက်တည်းလို့ထင်သလားဒီတကာကြီးတို့တက္ကမကြီးတို့ဘာတွေလုပ်ပြီးပြီဘာမှမလုပ်ရသေးဘူးသေရမှာနဲ့နေရမှာဘယ်ဥစ္စာသေကြတော့နေရမှာသေကြလားမနေ့ပြန်လာတပတ်ခါလာမသေကြဘူးဒါဖြင့်တသက်လုံးရှိသမျှအချိန်ကာလတွေကိုနေရဖို့မသေးကြတဲ့အလုပ်တွေကြီးပဲလျှောက်လို့သေရဖို့အတွက်တော့ဘာမှလုံထားတာမရှိဘူးဆိုလို့ရှိရင်အခုနေအတွက်လုံထားတဲ့ပစ္စည်းတွေဥစ္စာတွေရှာထားတာတွေပွေထားတာတွေမွေးထားတဲ့သားသမီးတွေစီးစိမ်ဥစ္စာတွေတိုက်တာတွေမော်တော်ကားတွေခြေတုပ်ကြီးစိမ်တုပ်ကြီးတွေယာဓုဌာနန္တရရေဒီဒကမကြီးတို့ဒကာကြီးတို့သေတဲ့နေ့မှာဘာတန်မိုးရှိဘာရမှာတော့ဟုတ်ပါဘာမှမရဘူးဒါဖြစ်လို့ရှိရင်အဲ့ဒီစိန်တုပ်တွေရွှေတုပ်တွေကကိုယ်တကာကြီးယူသွားလို့ရတယ်ဒါဖြင့်တကာကြီးကဒီစိန်တုပ်တွေရွှေတုပ်တွေကိုဘာလုပ်လိုက်စွန့်ခဲ့ရပြီတကာကြီးကိုတော့အဲ့ဒီစိန်တုပ်တွေရွှေတုပ်တွေကစွန့်ပလိုက်ပြီမစွန့်ဘူးလားသေတဲ့နေ့မှာငါဝန်ကြီးပဲလို့ပြောလို့ရတယ်လို့ဘယ်သူရှိငါဗိုလ်ချုပ်ကြီးပဲလို့ပြောလို့ရတယ်လို့ဘယ်သူရှိငါတထေးပဲလို့ပြောလို့ရတယ်လို့ဘယ်သူရှိဒါဖြင့်သူပိုင်ဆိုင်ခဲ့သမျှသူရှာပွေခဲ့သမျှအလုံးအဲ့ဒီနေ့မှာအဓိပ္ပာယ်မရှိတန်ဖိုးမဲ့ဖြစ်မသွားဘူးလားဖြစ်သွားတယ်သူလုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တွေကတော့သူနဲ့ပါပြီပါဘူးလားဒါဖြစ်လို့ရှိရင်ကဲသူ့ဘဝကိုပြန်စစ်ကြည့်စမ်းသူနွားတွေတွဲတွေစိတ်တွေသိုးတွေကြက်တွေဝက်တွေသေလို့ရှိလွတ်ပြရသလားရောင်းစားအခုလူသိရင်ရောင်းစားလို့ရတဲ့လူရှိလားဘာလို့လဲလွတ်ပြရတယ်စွန့်ပြရတယ်စွန့်ရဘူးလားအဲ့ဒါကိုသူများပြောတဲ့စကားတွေယုံနေတယ်အကိုကိုကျမသိချစ်တာမင်းကလည်းငါတော့အသေးတုံနေအောင်ချစ်တော့ကွာသေးတဲ့နေ့ကျချစ်တယ်လို့ပြောတဲ့လူရှိလားဘာလို့ဖို့ရင်စဉ်းစားမြန်ပြည့်မြန်အိမ်ပေါ်မှာရှင်းတယ်အကုသိုလ်အတုပါကြီးတာကြီးကမတင့်တယ်တာကြီးမကြည့်ကျင်စရာမကောင်းတာကြီးအိမ်ပေါ်ကမြန်ဘာလို့ချင်လဲနှုတ်ပြချင်တာအဲ့တော့တခါကြီးတို့ဒကမကြီးတို့ခွေးသိရင်ဟောရောင်းစားလို့ရသူ့လည်းဘာလို့ပြလွတ်ပြရတယ်
ခွေးသေးတာနဲ့လူသေးတာပါသူမတူဘူးခွေးသေးတာတဲ့ပိုဆိုးတယ်ဘာဖြစ်လို့လဲဆိုခွေးသေးကိုကိုယ်ခြံထဲမှာမြုပ်လို့ရမရဘူးလားမျိုးသာပြအောင်ဆိုပြီးကိုယ်ခြံထဲမှာမြုပ်လို့ရကိုယ်အိမ်ကလူသူပိုင်တဲ့ခြံထဲမှာအဲ့ဒီလူကိုသေလို့ရှိရင်မြုပ်ကြည့်ပါအရက်ကဝိုင်းပြီးဒီအိမ်မှာမီးရှို့ပလိုက်နေလို့ရမှာဘယ်ထုတ်อ่ะသုတ်တန်တစပြင်ထုတ်အခုဆိုလို့ရှိရင်ဟိုမှာတနေ့ကလည်းပဲတောင်ကြီးမှာတဲ့သုတ်တန်တွေအကုန်လုံးဟိုမျိုးပြင်ဘက်အဝေးကြီးကိုရွှေ့လို့ဟုတ်လားအခုဒီမှာလည်းရန်ကုန်မှာလည်းအဲ့လိုဒါဖြင့်ခွေးသေးတလောက်တောင်မှလူသေးတာကဘာဖြစ်တန်မိုးမရှိဘူးခွေးသေးတာမရောစာဖြစ်တဲ့လူသေးတာကတော့ကိုယ်ထန်တဲ့တော့မြုပ်လို့မရဘူးအရက်ကလည်းလက်မခံကိုယ်ငါရောလက်ခံသားသမီးကလက်ခံဇနီးမယားကလက်ခံဘယ်သူကလက်ခံဘယ်သူမှလက်မခံဒါဖြစ်လို့ရှိရင်ကိုယ့်ကိုယ်ပြန်ပြီးစဉ်းစားကြည့်စမ်းဒီဘဝမှာလူဘဝရဲ့ဖြစ်စဉ်ကိုသိကြကြည့်ဒီလိုသာစားစရာမရှိလို့နောက်တစ်ယောက်ကထားစရာမရှိလို့နောက်တစ်ယောက်ကတော့မအားလို့ဟုတ်လားတိုင်းပြည်တာဝန်ကြီးလို့တယောက်ကတော့ရှင်မအသက်ကကြီးတော့မကြမ်းမမာလို့နော်အဲ့ဒီလိုလူတွေရဲ့ဘဝဖြစ်စဉ်ကိုသိချလေ့လာလေးကြည့်လို့ရှိရင်တရားကခင်ဗျားတို့ဒီလူဘဝမှာလူခန္ဓာပဲရရနတ်ခန္ဓာပဲရရဘာခန္ဓာပဲရရထိုခန္ဓာရတဲ့ပုဂ္ဂိုလ်မှန်သမျှမှာမွေးကြတဲ့အပြစ်ဒဏ်နှစ်ခုချထားပြီးသားခံရပြီးသားပဲတစ်ကဝိပရိနာမဘေးဆိုတာပါတယ်ဒါပဲလို့ကိုရမယ်နာရမယ်သေရမယ်ဒီတည်းမှာမအိုမနာမသေမဲ့လူပါလားဒါပြင်မွေးကြတဲ့သေရန်ချထားခြင်းခံရတဲ့လူနဲ့မတူဘူးလားစဉ်းစားမိလားငါဟာအစရတဲ့သေရန်ချထားတဲ့ခံရတဲ့လူပဲလို့ကိုယ့်ကိုယ်စဉ်းစားခဲ့ဘူးလားစဉ်းစားဘူးဒါတော့မှမသေးတဲ့လူလိုပဲထင်နေတာသူများအတုပလိုက်ပြီးတော့မှရေကမောကနဲ့ပြန်ငါသေးတာမှမဟုတ်တာသူများသေးတာငါလည်းသူ့လိုသေမှာပဲလို့စဉ်းစားတယ်စဉ်းစားဘူးတန်ဝေကရဘူးလားမရဘူးနော်အဲ့ဒါသို့တော့တန်ဝေကရသည်ဖြစ်စေမရသည်ဖြစ်စေအိုနာသေးပေးနေတော့မရင်ဆိုင်ရဘူးလားအဲ့ဒါဝိပရိနာမဘေးတဲ့ဒါဒီဘေးကိုပါကောလေဝိပရိနာမခန္ဓာရတာလို့ဘာနဲ့ဘာဆေးနဲ့တွေးမရဘူးဘာပစ္စည်းဥစ္စာနဲ့တာမရဘူးဘာဆေးတွေငွေတွေစိန်နေနဲ့တားလို့လဲအိုနာသေးပေးတားလို့မရဘူးဘာဆေးနဲ့မှကုလို့လဲမရဘူးဘာစားနဲ့မှလုပ်လို့လဲပြုပြင်လို့မရဘူးအဲ့ဒီအိုနာသေးပေးဆိုတာကြီးอ่ะလူမှမွေးတာကပ်ပြီးပါမလားဘူးလားပါလာတယ်ဘာဖြစ်လို့အိုနာသင်နေရတယ်လဲလို့စဉ်းစားဖို့မကောင်းဘူးလားဘယ်သူစဉ်းစားလဲစဉ်းစားဘူးမေ့ထားခြင်းသင်မှဆိုလို့ရှိရင်ဟဲ့သင်နာကြီးလို့ခေါ်ကြည့်ခေါ်တာတော့မမှန်ဘူးလားသင်မဲနာမဲလူသင်နာကြီးလို့ခေါ်တာဘာဖြစ်ရှိမရှိဘူးမအရိုက်ခံရမှာအမှန်ပြောတာကြိုက်လားသူ့ကိုယ်သူပဲလို့ထင်တာလေအမင်္ဂလာမရှိတာလာမပြောနဲ့သူပဲမသိဘူးမနာဘူးဆိုတဲ့လူမျိုးလို့ဖြစ်မနေဘူးလားဒါဖြင့်လိန်မကြိုက်တဲ့လူတွေဟာအသက်တရားရှည်စေတော့120ရှည်စေတော့ဝေဒင်ဆရာလိန်လိုက်ပြီးတော့သဘောကျပြီကြဘူးလားအဲ့မှာရက်ချုပ်ကြီးရေးပြီးတော့ပတ်ထံ2000တောင်းလည်းပေးမှာပဲဘာကြိုက်အလိန်ခံရတာကိုကြိုက်တာပုရုဇဉ်ဘလောက်ထိဖြစ်နေတာကြည့်တက်ကတရားကအဲ့ဒါနဲ့ပြီးသေးဘူးတဲ့အိုနာသေးဆိုတဲ့ဝိပရိနာမဘေးကြီးကမလွတ်နိုင်သလိုသေပြီးရင်လည်းပဲအပယ်ကြအောင်မှာသေပြီးရင်လည်းအပယ်ကြအောင်ဒီစကားကိုဒီစကားလုံးနှလုံးကိုသိကြမှတ်ပါနော်အိုနာသေးဆိုတဲ့ဝိပရိနာမဘေးကမလွတ်သလိုသေရင်အပယ်ကြတဲ့ဝိနိပါဒဘေးဒီဘေးကိုပါခေါ်လေဝိနိပါဒဘေးသံဒီအုံဒီကျွေသလိုအပယ်လေးပါးကိုလွင့်စင်သွားမှဘေးဆိုးကြီးလည်းရှိတယ်ဒီတော့ဒီစကားပြောလို့ရှိရင်တချို့ကသောရကတက်ချင်တက်တပည့်တော်တို့ဒီလောက်လှူဒန်းထားတာပဲဗျာသင်အပယ်ကြမလားဗျာလို့မေးကြမကောင်းဘူးလားတပည့်တော်တို့တီလာလဲစောက်တည်နေတာပဲဗျာဟုတ်လားလူတွေတန်းထားတာလည်းအများကြီးပဲ
ဆိုရင်ဒီနေ့မစင်းစားဝိနိပါဒဘေးဘလောက်ကြီးတယ်လေလို့မြတ်စွာဘုရားကဝိမြစ္စမပါဏာပတ္တမတာဟောထားတာရှိအဲ့ဒါကိုနခတိကသုံးဟောအတုတ်တော့နခတိကသုံးဒီမှာဘယ်လိုဟောလိုက်လို့ဆိုဒီနေ့မြတ်စွာဘုရားကလက်သေးကုံပေါ်ကိုသဲမုံကလေးတွေတင်တာတော့လက်သေးကုံပေါ်မှာသဲမုံတစ်စုပ်ကြီးတင်လို့ရပါမလားနည်းနည်းလေးပေါ့ပဲစီလောက်နှမ်းစီလောက်အဲ့ဒါပဲစီလောက်ကလေးပေါ့နော်ယဟန်တို့တဲ့จิตသားယဟန်တို့ငါလက်သေးကုံပေါ်ကမြင်မုံကိုကြည့်ကြစမ်းအဲ့ဒီလက်သေးကုံပေါ်ကမြင်မုံနဲ့ကဘာမြေကြီးပေါ်ကမြေမုံဘယ်မြေမုံများတယ်လေဒကာကြီးတို့ဒကမကြီးတို့မေးရင်ဘယ်လိုဖြစ်မလဲဘလောက်များလဲဘလောက်များတော့လက်သေးကုံပေါ်ကမြေမုံနဲ့အောင်ပန်းကမြေမုံလို့ပြောတာမဟုတ်ဘူးတကဘာလုံးကမြေမုံနဲ့ဘယ်ဥစ္စာများတော့ဘလောက်များတော့ဒီကသဲမုံကလေးတစ်ပွင့်နဲ့ကဘာမြေကြီးပေါ်ကဂရေသသိန်းနဲ့နိုင်ရင်တော့မှလက်သေးကုံပေါ်ကမြေမုံကဘာလဲတော့မလဲနည်းနေသေးတယ်နော်လားအဲ့ဒါတော့မပြောပါနဲ့အောင်မန်းကမြေမုံနဲ့လက်သေးကုံကမြေမုံကိုနှိုင်းလို့ရပါလားမရဘူးဒါဖြစ်လို့ရှိရင်ရသော်ပြအဲ့ဒီလိုပဲတဲ့မင်းတို့သုခရိဘုံကနော်သုခရိဘုံကသေလို့ရှိရင်သုခရိဘုံကိုပြန်ရောက်တဲ့ပုဂ္ဂိုလ်ဟောဒီလက်သေးကုံဘောကမြေမှုန့်လောက်တော့မများဘူးလက်သေးကုံဘောကမြေမှုန့်လောက်တော့မများဘူးလူဘဝသေပြီးလူဘဝကိုပြန်ရောက်တဲ့လူဟာဘာဖြစ်လဲအလွတ်လွန်နေတယ်အလွတ်လွန်နေတယ်ကျန်တဲ့ခုနပြောတဲ့ကဘာမြေကြီးပေါ်ကမြေမှုန့်နဲ့ထပ်တူသေလို့ရှိရင်ဒုက္ခရိဘုံကသေသောပုဂ္ဂိုလ်အပယ်ကြီးပဲသွားတယ်ဘယ်ဟောသွားလဲအပယ်ကြီးပဲသွားတယ်အပယ်သိတာလည်းမိမိရဲ့နေရာလို့မှားဒါဖြစ်လို့ရှိရင်ဒကာကြီးတို့ဒကာမကြီးတို့မြတ်စွာဘုရားပြောတဲ့စကားအရာဆိုလို့ဟောတဲ့တရားအရာဆိုရင်သိရင်တရားမှာဘယ်နှယောက်လောက်ဒုက္ခရိဘဝပြန်ရောက်မှာတော့တရားမှမရဘူးရှင်းဘူးလားတက္ကရီမှာတယောက်ရောက်ရင်ကံကောင်းပေါ့တက္ကရီမှာတယောက်ရောက်ရင်ကံကောင်းအဲ့လိုဆိုလို့ရှိရင်ဟိုမှာမေးခွန်းတက်လာပြီအဲ့လိုဆိုရင်အခုဗမာပြည်မှာရောကမ္ဘာမှာရောတရုတ်ပြည်မှာအိန္ဒိယပြည်မှာလူတွေဒီလောက်တိုးနေတာဒီလောက်တော့ခက်ခဲလို့ရှိရင်ဘာလို့တိုးရတာလို့ဗျာမေးဖို့မလိုဘူးလားအဲ့ဒီမေးခွန်းလည်းပဲဒီမှာအဖြေရှာဒီမေးခွန်းလည်းဘာလို့အဖြေရှာနော်အဲ့လိုအဖြေရှာရင်မတွေ့လာမလဲလို့ဆိုရင်အခုကိုယ့်အကြောင်းကိုသိမှဒီအဖြေထွက်မှာကိုယ့်အကြောင်းကိုသိမှအဖြေထွက်ဘုန်းကြီးကဒီတရားပွဲဟာတရားပွဲမဟုတ်ဘူးသင်တန်းလို့မပြောဘူးလားသင်တန်းကဘာသင်မှာတော့မေးဖို့မလိုဘူးလားလိုတာပေါ့သင်မယ်ဆိုတခုခုသင်ရမှာနော်ဘုန်းကြီးဘာသင်မလဲဗျခမည်းတော်မသိတာတွေသင်မှာဘာတွေလဲမသိတာဘာမသိတာတော့ဗျမေးဖို့မလိုဘူးလားမေးဗျခမည်းတော်မေးမယ်ဥစ္စာကိုဘုန်းကြီးပဲမေးနေရဟုတ်လားဒါဆိုတော့အဲ့ဒါလိုမေးထားမှအမေးမခံရမှာမလို့မဟုတ်ဆိုလို့ရှိရင်တော်ကြမေးခွန်းကတက်လာဟုတ်လားအဲ့တော့စောစောကလေးကိုယ့်အကိုမေးပြီးကိုယ့်အကိုဖြေထားရင်ပြီးရောပေါ့နော်ဘာကိုမသိတာတော့ကိုယ့်အကြောင်းကိုမသိတာဘာအကြောင်းမသိတာဒါပြင်ဘုန်းကြီးသင်မယ်ဆိုတော့ဘု து အကြောင်းတွေဒကာကြီးတို့အကြောင်းတွေကိုသင်မလို့ဒကာကြီးတို့အကြောင်းဆိုဒကာကြီးတို့ရဲ့ခန္ဓာအကြောင်းတွေကိုပြောမှာဘာအကြောင်းလဲတရားဟောတရားသင်မှာတရားဆွေးနွေးမှာတရားဟောမှာဝိုးရတရားပွဲဆိုတော့တရားပွဲဆိုဘာပဲပြောတရားပဲပြောမတရားတာတွေလာပြောလို့တော့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးတရားတာကိုပဲဘာလို့ပြောရမယ်ဆိုလို့ရှိရင်ကောင်းပြီတရားဆိုတာဘာတုံးကြဒီလိုကမေးဖို့မလို့ပြောတဲ့ဘုန်းကြီးကဓာတနိကပေရဆရာလောက်လာတယ်ဆိုတော့ဓာတနိကပေရဆိုအဲ့ဒါလိုမေးခွန်းထုတ်ဘာဖြစ်လို့ဘယ်လိုဘာကြောင့်ဖြစ်ရတာတုံးဒါဟုတ်လားဘာဝမှသူများပြောလို့လက်မခံဘူးမယုံဘူးနော်မေးခွန်းမေးမှာပဲအခုလိုပဲဘုန်းကြီးကလည်းဒါထမေးတာဒါဖြစ်လို့ရှင်တရားဆိုတာဘာတော့
တရားဆိုတာမတရားတာမဟုတ်ဘူးဒါအလွယ်ဆုံးဥပမာအလွယ်ဆုံးအဓိပ္ပာယ်ပွင့်လိုက်ရင်ဘယ်လိုပြောမတရားတာမဟုတ်တာကိုတရားတာပဲဒါပြန်မတရားဘူးဆိုတာဘယ်လိုဟာကိုပြောတာလဲမတရားဘူးဆိုတဲ့ဥစ္စာဟာအဲ့ဒီလိုလို့အလုတ်အကိုင်အပြောအဆိုကိုတွေးလိုက်လို့ရှိရင်ဒကာကြီးတို့စိတ်ထဲမှာနှစ်သက်သလားမနှစ်သက်ဘူးလားနှစ်သက်ဘူးမတရားရင်မနှစ်သက်ဘူးမတရားရင်မနှစ်သက်ဘူးအဲ့ဒါမတရားတဲ့အလုပ်ဟာဒကာကြီးတို့ကိုအကျိုးပေးမလားအကျိုးမရှိဘူးမတရားရင်အကျိုးလည်းမရှိဘူးအကျိုးရုပ်စေတယ်နော်နှစ်သက်မှုလည်းမရှိဘူးကြိုက်လည်းမကြိုက်ဘူးစိတ်မချမ်းသာဘူးပေါ့ကိုယ်ရောချမ်းသာလားကိုယ်လည်းမချမ်းသာဘူးစိတ်လည်းမချမ်းသာဘူးမတရားရင်နော်နောက်တစ်ခုကကိုယ်ကျိုးလည်းမရှိဘူးသူများကျိုးလည်းမရှိဘူးတချို့ကြတော့မတရားလုပ်တဲ့လူမှာသူများမှာတော့အကျိုးရှိရှိမှာကိုယ်မှာတော့ဘာဖြစ်အကျိုးမရှိဘူးနောက်တစ်ချက်ကပညာရှိသောသူတို့ကမတရားတာကိုမကြိုက်ဘူးမနှစ်သက်ဘူးလက်မခံဘူးတဲ့ရဲ့ချီးမွမ်းတဲ့ပညာရှိရှိလားမတရားတာကိုချီးမွမ်းမဲ့ပညာရှိရှိလားပညာရှိတဲ့ရဲ့ပညာရှိသောသူတို့ကဘာဖြစ်လဲတဲ့ရဲ့အဲ့ဒါလိုသဘောဆောင်လို့ရှိရင်အဲ့ဒါမတရားဘူးဒါပြင်တရားတဲ့သဘောသည်မိမိကိုရောသူတစ်ပါးကိုရောစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းကိုလည်းပေးရမယ်မပေးရဘူးနောက်တစ်ခုကမိမိအကျိုးသူတစ်ပါးအကျိုးလည်းဖြစ်စေရမယ်ပညာရှိသောသူတို့ကလည်းချီးမွမ်းရအဲ့လိုမှထိုစကားတွေပါပဲတရားတွေအဲ့ဒီလိုတရားကိုအတွက်တရားရဲ့ဆိုတဲ့သဘောဖြစ်ဖို့ရဲ့ပထမဦးဆုံးလိုအပ်ချက်တစ်ခုရှိတယ်အဲ့ဒါသိလားဒီစကားတော့တရားတယ်ကွာဒီဥစ္စာတော့မှန်တယ်ကွာဟုတ်လားစသဖြင့်တရားဖို့အတွက်နံပါတ်1ကမှန်ရမယ်တရားဖို့အတွက်ဘာရှိရမှန်ရမယ်မှန်တာကသစ္စာမှန်တာကိုဘာလို့ခေါ်ဒါဖြင့်တရားတဲ့သဘောတည်ဘာကိုအခြေခံရသစ္စာကိုအခြေခံဘုန်းကြီးကဘာဟောမလို့လာတာတော့ဒါဖြင့်ဘုန်းကြီးပြောတဲ့စကားမှန်သမျှဘာဆိုင်ရစကားကြီးတို့ကလည်းဘာနာဖို့လာတာသစ္စာကိုနာဒါဖြင့်ဘုန်းကြီးဟောမဲ့တရားပြောမဲ့တရားသင်ကြားမဲ့တရားဒီဘာစကားပဲဖြစ်သစ္စာတရားပဲဖြစ်တရားပဲဖြစ်မလဲဒါဖြင့်ဘုန်းကြီးဒီဒါနတရားသီလတရားဆိုတဲ့သူညာသောအပြင်ဟောနေကြတရားမျိုးကိုဟောဖို့လာသည်မဟုတ်ဘာကိုဟောဖို့သစ္စာကိုဟောမလို့နော်သစ္စာဆိုတာမှန်တာသို့တော့ပုရုဇဉ်ကမှန်တာတော့သိမကြိုက်ဘူးမှန်ရင်ကြိုက်အခုပေါ်လာလိမ့်မယ်ပြောရင်ကြက်ကောင်းပြီဒါလို့ဆိုရင်ဘုန်းကြီးတို့အမှန်ကိုရှားတော့အဲ့ဒီအမှန်ကလည်းတရားရှာဘယ်မှာရှိအပြင်အဝေးကြီးမှာလိုက်ရှာမလားဒကာကြီးတို့ကိုယ်ထဲမှာရှာမှာအဲ့တော့ဘုန်းကြီးကဒကာကြီးတို့အကြောင်းမသိတာတွေကိုသင်မလို့လာတယ်လို့ပြောရင်အဲ့တရားကလည်းဝေးအဝေးကြီးမှာသွားရှာရမှာမဟုတ်ဘူးမိမိကိုယ်ထဲမှာပဲရှိအဲ့ဒီမသိတဲ့မိမိကိုယ်ထဲမှာရှိတဲ့တရားကိုအခုဖော်ထုတ်ပြတာကိုဘာခေါ်လဲဒါသစ္စာတရားဟောတာသစ္စာတရားကိုပြောတာဒီဘာမရှင်းတာရှိဟုတ်ပြီနော်ကောင်းပြီအခုသစ္စာတရားကိုဖော်ထုတ်တော့မယ်ဆိုတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်အောင်ဘုန်းကြီးတို့ဒကာကြီးတို့ဒကမကြီးတို့အခုဘယ်ဘဝရောက်လဲလူဘဝဆိုတာဟာတိရစ္ဆာန်ဘဝတဲ့ตาတယ်လို့လူတိုင်းမထင်ဘူးလားဘာမှตาနေတာတော့အသိဉာဏ်ဒါဖြင့်လူဆိုဒီမှာအသိဉာဏ်ရှိသောတတ္တဝါလို့ဆိုလိုက်ရမှာပေါ့အသိဉာဏ်ရှိတယ်ဆိုတာသိကိုသိရတယ်အသိဉာဏ်ရှိရင်ဘာဖြစ်သိရအခုမေးခွန်းတစ်ခုမေးကြည့်မယ်သိသလားမသိဘူးလားလို့ဒကာကြီးတို့ဒကမကြီးတို့လူဘဝရောက်နေပြီနော်မှန်ရဲ့လားမှန်ရင်သစ္စာမှန်ရင်ပါပဲလေသစ္စာပေါ့ဘယ်ကလာတာတော့စကြတဲ့ကမသိပါနဲ့စနေပါပေါ့အသိဉာဏ်ရှိတယ်ဆိုကိုယ်ပဲလာတယ်တော့သိဖို့မကောင်းဘူးလားကောင်းပါလေဗျဘုန်းကြီးကလည်းကြွားထားပြီးသားမသိတာကိုသိအောင်သင်မလို့လာတာလို့မပြောထားဘူးလားအဲ့တော့ရှင်ဘုရားဘယ်ကလာလဲပြောဒီလက်စစ်ညှစ်ဖို့မလိုဘူးလားဘုန်းကြီးလည်းညှစ်နောက်ဆိုတော့မသိတာကိုသိအောင်သင်မှန်းလာဆိုတော့တပည့်တော်တို့မသိဘူးအခုသိအောင်ပြောမလို့ပါဘူးဘုန်းကြီးလည်းခြံမထားနဲ့ညှစ်တာညှစ်ဘာလို့လဲ
မသိတာသိအောင်သင်မလို့လာတယ်ဆိုရင်သိအောင်ပြောဖို့မဟုတ်လားကောင်းပြီအခုဒါဘုန်းကြီးတာဝန်ယူပါတယ်ပြောမယ်အခုဘယ်ကလာမှမသိဘူးနော်လူဟာကိုယ်ဘယ်ကလာမှမသိဘူးဆိုဘယ်ကိုသွားရမှန်းတော့သိလားဒါပေမဲ့လူဘဝဘာလို့ကိုလာတာတော့ဘာလို့ကိုလာတာတော့စီးပွားရှာဖို့ဟုတ်လားဒါပြင်သားသမီးမွေးဖို့ကျွေးဖို့သမင်းစားဖို့လာတာလားအလုံးလို့ဖို့လာတာဘာလို့ဖို့လာတာတော့သိဖို့မလိုဘူးလားမသိရင်ဘဝပန်းနိုင်ကြောက်နေပြီဒီဘဝဘာလို့မှမသိဘူးဆိုရင်ဘာလို့ဖို့လာမှလည်းမသိဘူးဆိုဘဝတန်ဖိုးကိုသူသိလေလားမသိတော့ဒါပြင်လူဖြစ်ရှုံးမလားမရှုံးဘူးအဲ့ဒီအဖြစ်ဆိုးကိုကာကွယ်ခြင်းလို့ဒီတရားဘုရားလာလို့တာနော်ဗုဒ္ဓဘာသာတွေဘဝပန်းနိုင်ကြောက်နေတယ်လို့ဘုန်းကြီးတွေ့နော်ဒါကြောင့်မို့အခုပြောရင်ပေါ်လာပါလိမ့်မြတ်စွာဘုရားဗုဒ္ဓကိုဘုန်းကြီးတို့အယုံကြည်မရှိဘူးလားဘာဝယုံနေတာသူစီမှန်သောသစ္စာစကားကိုသာပြောမဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်တယ်လို့ဗာဖြစ်တာယုံတာမဟုတ်ကတလွဲတွေတချော်တွေယုံတန်းစကားတွေပြောမဲ့ပုဂ္ဂိုလ်တို့မဟုတ်မထင်ဘူးသူပြောသမျှစကားတွေကဗာတဲ့သစ္စာကြီးအမှန်ကိုပြောတာကိုကညာမမီလို့မသိသူကတော့ဗာလဲတပ်ပိညုတညာနဲ့ပြောတဲ့စကားတိုင်းဟာဗာဖြစ်မှန်ကိုမှန်တယ်လို့ဘုန်းကြီးတို့ယုံနေဘာလို့သူပြောခဲ့သမျှကိစ္စတွေဘုန်းကြီးကအထူးသဖြင့်တခါကြီးတို့တဲ့ကိုဆိုးတယ်ဘာကိုမှဘုရားဟောလည်းမယုံဘူးတရားဟောလည်းမယုံဘူးသံဃာဟောလည်းမယုံဘူးဇောက်တဲ့ပါလည်းမယုံဘူးအဲ့ဒါလည်းမြတ်စွာဘုရားကကာလမတုတ်မယုံနဲ့กว่าအားပေးထားတယ်ဘုန်းကြီးကအဲ့ဒီတုတ်လက်တွေ့ဟာဟုတ်ပြီဟာငါတော့မယုံနဲ့လို့ပြောပြီးမယုံဘူးกว่าအကုန်စမ်းကြည့်မယ်ဟုတ်တယ်လားမသူပြောတဲ့စကားတွေဟုတ်တယ်လားမဟုတ်ဘူးလားအကုန်ရှောက်စမ်းတာဘုန်းကြီးကဒီလိုပြောရင်ယုံတာမဟုတ်ဘူးနော်အကုန်လက်တွေ့ပါလို့ကြည့်တယ်စမ်းကြည့်တာအကုန်တစ်ခုမှညင်းလို့မရလို့ဘုန်းကြီးဖြစ်သွားတယ်ဘုရားဘာသာဖြစ်ုံမဟုတ်ဘူးဘာတော်ဖြစ်သွားတယ်ဘုန်းကြီးဖြစ်သွားတယ်ဘာမှညင်းလို့မရလို့အကုန်စမ်းတာအခုဘယ်လိုစမ်းတာလဲပေါ်လာတယ်မနောက်ပြောရင်အဲ့မှာအခုဒါပြင်ဒီတရားဒီဘုရားဒီတရားဒီသံဃာတွေယုံစားထိုက်တဲ့ယရဏသုံးပါးယုံစားထိုက်တယ်နော်ဒါပြင်ဘုရားကပြောတယ်အဲ့ဒီစကားဟာလေဘယ်ဘာသာမှမကြားမှုတဲ့စကားဗျဘုန်းကြီးဘာသာ12ခုလေ့လာခဲ့ဘုရားဘာသာမဖြစ်ခင်ဘာသာ12ခုတော့ဖဲဝင်ပြင်ထွက်လေ့လာတော့ဝင်ကြည့်တာဝင်ပြီးတော့လေ့လာတာအဲ့ဒီအကြောင်းကိုဇာဥဒ္ဓတုတ်ရေးပြတဲ့လူတို့ကိုးကွယ်ရာဘာသာကြီး12ခုဆိုမကြခင်ထွက်လာပါလိမ့်စာမျက်နှာ1600လောက်ရှိတယ်ရှေ့ရွက်ကိုလုတ်ခဲ့တာကိုလေ့လာခဲ့တာအကုန်ရေးထားအဲ့တော့ဘယ်ဘာသာမှမကြားဘူးတဲ့အလွန်ထူးခြားတဲ့စကားတစ်ခုကိုကြားရလို့ဝမ်းမြောက်လွန်းလို့ဘုန်းကြီးဘယ်ဘာသာမှငါသာလင်ဘုရားဖြစ်တယ်တဲ့ဈာဘာသာတွေမှာတော့ဒီလောက၌ငါမှအပထာဝရဘုရားဘာဘုရားမှမရှိရဘူးသူသာလင်ဘုရားဖြစ်တယ်ဘုရားဆိုတော့တခါတည်းလက်ဝကြီးကိုပြည်သူပိုင်စသိမ်းထားတာသူကသူ့ပြင်ဘာမရှိရဘူးဘုရားမရှိရဘူးလူကလည်းဘယ်တော့မှဘုရားမဖြစ်နိုင်ဘူးဘုရားရဲ့ကျွန်မဲ့ဖြစ်တယ်လူကဘုရားဖြစ်လို့ရမရဘူးသူတို့နတ်ဘုရားမှာသာဝရဘုရားသခင်ဆိုပဲမတူးတဲ့နောက်မှဒါတွေတပြေးပေါ်လာတယ်ထူးခြားပုံလေးတွေပေါ့မြတ်စွာဘုရားကတော့ဘာပြောလဲငါမတိုင်ခင်တုန်းကတဲ့ကင်းငါဝါလူသဲစုမကများလာတဲ့ဘုရားတွေပွင့်ခဲ့ပြီးပြီကွာငါတပါးတည်းမဟုတ်ဘူးအံ့ဩစရာကောင်းလိုက်တာဘုရားဆိုရင်ညာသွားအပြင်မလုပ်ထားလဲလက်ဝကြီးဥထားပြီးငါအပြင်ဘယ်သူမှဘုရားမရှိရဘူးကိုယ်ကွယ်ထိုက်ကြွားငါတကူတည်းသာရှိတယ်လို့ကျုံးသွားတဲ့အတန်နေကြီးပဲကြားခဲ့ဘာသာတိုင်းမှာနော်အခုတော့မြတ်စွာဘုရားပါလို့ငါအပြင်ငါမတိုင်ခင်ကဒင်းငါဝါလူဆိုဒီမှာဒင်းငါမြစ်တစ်ချောင်းမှာရှိတဲ့သဲဝါလူကသဲဒင်းငါဝါလူသဲစုမကပွင့်ခဲ့တယ်ဆိုတရားဘယ်နှစုပွင့်ခဲ့ပြီအရေးမတွက်နိုင်ဘူး
နေမတွက်နိုင်ဘူးဒါဖြင့်ငါတစ်ပါးသေးတာဘုရားကျန်တဲ့လူတယောက်မှဘုရားမဟုတ်ဘူးလို့ပြောလာ